မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝသသတင်း podcast လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ17ရက်နေ့စနေနေ့ညချမ်းပဲဖြစ်ပါတယ်အားလုံးပဲတနေ့တာလုံးအပူဒဏ်ဒီကြားမှာပင်ပန်းခဲ့ကြပြီလားခင်ဗျာအခုပဲမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့နောက်ဆုံးရယာဒီဦးသတင်းတွေကိုကျွန်တော်နဲ့အတူနားဆင်ကြည့်ကြရအောင်ပါဒီညအတွက်ထူးခြားတဲ့အခြေအနေလေးကနေစပြုတ်ခြင်းပါလက်ရှိမှာကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှိတ်အလဲပိုင်းမှာတိမ်အနှဲငယ်ထစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အသင့်တင်ကနေအားကောင်းတဲ့တိမ်တိုက်တွေရှိနေပါတယ်။ဒါကြောင့်မနက်ဖြန်မနက်ပိုင်းအထိခံမှန်းချက်အရာကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးရွာနေပြီးစစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနေပါတယ်။ရွာရန်ရာနှုန်း80တောင်ရှိတာမို့ဒီဒေသကမိဘပြည်သူတွေအနေနဲ့ထီလေးမိုးကာလေးစောင့်ထားဖို့တတိပေးပါရစေခင်ဗျာ။စစ်ကိုင်းတိုင်းအောက်ပိုင်းကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာတော့တိမ်အသင့်ဖွထွန်းနေမှာဖြစ်တယ်လို့ကြံဒေသတွေမှာတော့တာယာတဲ့ယာတီဥရုလေးကိုပိုင်ဆိုင်ရမှာပါဒါပေမဲ့သတိထားရမှာကတနင်္သာရီတိုင်းဘက်မှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပါတယ်ဒီမိုးတိမ်တောင်တွေရွိလာရလမ်းကြောင်းတစ်ချောင်းမှာမိုးတဲထန်တာလီပင်းတိုက်တာနဲ့အတူမိုးချိုးပစ်တာလျှက်စီးလက်တာမျိုးတွေဖြစ်နိုင်လို့အထူးပဲဂီးယူဆိုင်ကြပါအောင်ခင်ဗျာအပူချိန်နဲ့ပတ်သက်လို့ပြောရရင်တော့နောက်နေ့ရက်အတွင်းမှာနေပြည်တော်ရန်ကုန်မန္တလေးအပါအဝင်တိုင်းနယ်ပြည်နယ်တော်တော်များများမှာနေ့အပူချိန်လေးတွေအနည်းငယ်ပြန်တက်လာကိုရှိပါတယ်။နှွေအပူတန်းကိုခံနိုင်ရရှိအောင်ရေများများတောက်ပြီးကျန်းမာရေးဂူးဆိုင်ကြပါလို့တိုက်တွန်းပါရစေခင်ဗျာ။ရန်ကုန်နဲ့မန္တလေးကမိတ်ဆွေတွေအထက်ကတော့မနက်ဖြန်မှာယာတီဥရုတာတာယာရှိနေမှာပါ။ပင်လေပြင်ခရီးသွားလာမဲ့လုပ်ငန်းရှင်တွေနဲ့ရေလုတ်သားတွေအထက်သတင်းကောင်းကတော့မြမကန်ယိုတန်းတချောင်းနဲ့ပင်လေပြင်မှာလှိုင်းအနှဲငယ်ကနေအသင့်ပဲရှိမှာပါ။လိုင်းအမြင့်လာတော့4ပေကနေ6ပေခန့်အထိပဲရှိနိုင်တာမို့လုပ်ငန်းခွင်အစီအပြေချောမွေနိုင်မဲ့အခြေအနေပါပဲခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့မနက်ဖြန်အတွက်ကြိုတင်ပြင်ဆင်နိုင်မဲ့မိုးလေဝသသတင်းတွေပဲဖြစ်ပါတယ်နေ့စဉ်ရာသီဥတုအခြေအနေတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမိတ်နဲ့ဦးနော်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးအေးချမ်းတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ